ဒီနေ့မှာတော့ကျွန်တော်ကအကောင့်သေးသလောက်အမဲလိုက်တဲ့နေရာမှာအရန်ညံကောင်းတယ်။အင်းဆက်တစ်မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။သူတို့ဟာပျော်စိတ်နဲ့တခြားအကောင့်ငယ်လေးတွေကိုအမဲလိုက်တတ်ကြပြီးသူတို့အမဲလိုက်တဲ့ပုံစံတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကြောင့် channel လေးကို like and follow လုပ်ပြီး video လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးသွားကြပါဦး။ကျွန်တော်တို့ငယ်ငယ်ကတဲပုံနေထဲမှာကတော့ပုံစံကျင်းလေးတွေတူပြီးနေတတ်တဲ့အကောင့်လေးတွေကိုမြင်မှုကြမှာပါ။မမြင်ဘူးရင်လည်းကျွန်တော်ပြောပြပါမယ်။အဲ့ဒီအကောင့်လေးတွေကို ant lion လို့ခေါ်ပါတယ်။ ant lion တွေကသူတို့ဘဝရဲ့အချိန်အများစုမြေကြီးအောက်ထဲမှာပဲဖြတ်တန်းကြရပါတယ်။သူတို့ဟာပူပြီး6တွေ့တဲ့တဲမြေမှာနေထိုင်ကြပြီးတော့သူတို့ရဲ့အရွယ်အစားအဆိုရင် 0.2 ကနေ2 cm လောက်ထိသာရှိပါတယ်။သူတို့ဟာအကောင်သေးပေမဲ့အမဲလိုက်တဲ့နေရာမှာတော့တော်တော်ဆရာကျပါတယ်။သူတို့ဟာသားကောင်တွေကိုထောင်ချောက်ဆင်ဖို့အတွက်ကျင်းတူးတဲ့အခါသူတို့ရဲ့ one bite ကိုဂေါ်ပြားလို့သုံးပြီးတဲတွေကိုနောက်ပြန်ရက်ထုတ်တဲ့ပုံစံနဲ့တူးကြပါတယ်။တူးတဲ့ကျင်းဟာအမြဲတမ်းကြော့ပုံစံဖြစ်နေတတ်ပါတယ်။ဒီလိုပုံစံရအောင်တဲပွင့်လေးတွေရဲ့ရှောဆောက်ကိုအတိအကျတွက်ချက်ပြီးတူးထားကြတာဖြစ်ပါတယ်။ပျော့စိတ်တကောင်ကကျင်းသားကိုရောက်လို့ခြေတလန်းမှားနေမိလိုက်တာနဲ့တဲတွေကအလိုလျောက်ပြိုကျပြီးသားကောင်ကိုအောက်ဆုံးထိဆွဲခေါ်သွားအောင်ဖန်တီးထားတာဖြစ်ပါတယ်။အန်လန်ယွန်းတွေကတဲအောက်မှာပုံနေရတာဖြစ်တဲ့အတွက်တာမန်မျက်လုံးနဲ့ကြည့်ပြီးအမဲလိုက်တာမျိုးမလုပ်ကြပါဘူး။သူတို့ရဲ့အမြင်အာရုံကလည်းရမ်းအားနေကြပြီးမရှိသလောက်ဖြစ်ပါတယ်။သူတို့ဟာပုံရိပ်ကိုပြက်ပြက်သားသားမမြင်နိုင်ပေမဲ့အလင်းနဲ့အမှောင်တော့ကောင်းကောင်းခွဲခြားနိုင်ပါတယ်။ဒါကြောင့်တားကောင်လေးတွေသူတို့နာဖြတ်သွားရင်တိနိုင်ပါတယ်။နောက်ထပ်ထူးခြားတဲ့အချက်ကတော့သူတို့ကိုယ်ပေါ်မှာရှိတဲ့အာယုံခံနိုင်တဲ့အမွှေးအမြင်လေးတွေပဲဖြစ်ပါတယ်။တဲပြင်ပေါ်မှာအင်းဆက်တကောင်ဖျက်လျှောက်သွားလို့တဲပွင့်လေးတစ်ပွင့်လိမ့်ကျသွားတဲ့အခါထွက်ပေါ်လာတဲ့တုံခါမှုကိုဒီအမွှေးအမြင်လေးတွေကနေတဆင့်ဖမ်းယူနိုင်ပါတယ်။ဘလောက်ထိတိကျလဲဆိုရင်တားကောင်ကဘယ်အရက်မျက်နှာမှာရှိနေလဲဘလောက်အကွာဝေးမှာရှိနေလဲဆိုတာကိုပါတဲတဲ့ကနေအတိအကျတွက်ချက်နိုင်ပါတယ်။အရွယ်အစားနဲ့မလိုက်အောင်ကိုညံကောင်းကြပါတယ်။ဒါတွေမဲလားဆိုလည်းမဟုတ်သေးပါဘူး။သားကောင်ကခြေချော်ပြီးကျင်းထဲကိုကျသွားပြီဆိုရင်တော့ပြန်လွတ်ဖို့ကမဖြစ်နိုင်တော့ပါပဲ။အန်လိုင်းရောဟာကျင်းအောက်ခြေမြေကြီးထဲမှာပုံနေရင်းနဲ့အောက်ကိုရှော့ကျလာတဲ့သားကောင်ကိုတိုက်ခိုက်ပါတယ်။သူဟာသူ့ရဲ့ခေါင်းကိုအသုံးပြုပြီးသားကောင်ကိုသဲတွေနဲ့ပတ်ပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ဒါဟာသားကောင်ကိုမျက်စိလဲသွားအောင်ခြေထောက်ချော်အောင်နဲ့ပြန်မတက်နိုင်အောင်လုပ်တဲ့နည်းဗျူဟာပဲဖြစ်ပါတယ်။ဒီလိုညံကောင်းတာအပြင်သူ့မှာကွေးနေပြီးရန်အားကောင်းတဲ့အစွဲနှစ်ခုလည်းရှိပါတယ်။တားကောင်မိပြီဆိုရင်တော့အဲ့ဒီအစွဲနှစ်ခုနဲ့မလွတ်တဲ့ညှက်ထားတတ်ပါတယ်။ဒါနဲ့လည်းမပြီးသေးပါဘူး။သူထိုးဆိုင်ထားတဲ့အစွဲကနေတဆင်းအစိတ်ရည်တွေကိုတားကောင်တွေကိုထိုးသွင်းလိုက်ပါတယ်။အဲ့ဒီအစိတ်ရည်တွေဟာတားကောင်ငြိမ်သက်သွားစေပြီးကိုတွင်းအစိတ်အပိုင်းတွေကိုအေးပျော်ကျသွားစေပါတယ်။ဒီခါကျမှသူဟာတားကောင်မြေကြီးတွေကိုဆွဲတွင်းပြီးကိုတွင်းအင်္ဂါတွေကိုစားသုံးလိုက်ပါတယ်။စားသုံးပြီးရင်တော့ကြံနေတဲ့တားကောင်ရဲ့အခွန်ကိုကျင်းပြင်ကိုစွန့်ပစ်လိုက်ပါတယ်။ဒီလိုညံကောင်းပြီးကြောက်စရာကောင်းတဲ့မြေအောင်မုတ်ဆိုးကြီးတွေဟာသူတို့ဘဝတစ်လျှောက်လုံးမြေကြီးအောက်ထဲမှာပဲနေသွားတာတော့မဟုတ်ပါဘူး။သူတို့ဟာမြေကြီးထဲမှာလအနေငယ်ရာနေ3နှစ်ဝန်းကျင်အထိနေကြပါတယ်။ဒီကာလအတွင်းမှာသူတို့ဟာအင်းဆက်ပေါင်းရာနဲ့ချီစားတောက်ပြီးအင်အားပြည့်ဝလာတဲ့အခါသဲတွေနဲ့ပိုးအိမ်လေးတစ်ခုလုတ်ပြီးမြေကြီးထဲမှာအောင်းနေကြပါတယ်။ရက်သက်တစ်ပတ်အနေငယ်ကနေလအနေငယ်ကြာတဲ့အခါမှာတော့အတောင်ပံအရှိကြီးတွေပါတဲ့ပဇင်းနဲ့တူတဲ့အင်းဆက်တကောင်အဖြစ်အတွင်ကူးပြောင်းသွားခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့အခါမှာတော့သူဟာမြေအောက်မှာမနေတော့ပဲကောင်းကင်မှာပြန်တန်းပြီးမျိုးပွားဖို့အတွက်ပဲအချိန်ကုန်ဆုံးမှာတော့တယ်ဒီလိုပုံစံပြောင်းသွားပြီးရင်တော့သူတို့ဟာ2လဝန်းကျင်လောက်အထိပဲအသက်ရှင်နိုင်ကြပါတယ်ဒါကိုကြည့်မယ်ဆိုရင်အရွယ်မရောက်ခင်သားလောင်းဘွားဟာသူတို့ရဲ့ prime time လို့တောင်ပြောလို့ရပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအပြစ်မဲ့အရွယ်အစားကိုပဲကြည့်ပြီးလုံနိုင်စွမ်းအောင်ဆုံးဖြတ်မယ်ဆိုရင်တော့အမှားကြီးမှားသွားမယ်ဆိုတဲ့အကြောင်းဒီအကောင့်လေးတွေကတက်တည်ပြနေရပဲဖြစ်ပါတယ်အားလုံးကိုဆုံးဖြတ်ကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုနဲ့ထားလာခဲ့ပါမယ်အားလုံးပဲ peace out